တတိယကမ္ဘာစစ်ဆိုတဲ့ဇပွဲဝိုင်းပေါ်မှာတရုတ်နဲ့ထိုင်ဝမ်ရုရှားနဲ့ယူကရိန်းတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအစ္စရေးနဲ့ပါလက်စတိုင်းဆိုတဲ့ဖဲချက်တွေအားလုံးကကျွန်တော်တို့အားလုံးမြင်နိုင်အောင်လို့လမ်းပြထားပြီးသားဖဲချက်တွေဖြစ်ပါတယ်။အခုဆိုရင်ဒေါ်နယ်ထရန့်ကတတိယကမ္ဘာစစ်ဖဲဝိုင်းပေါ်မှာဘူးမှမမျှော်လင့်ထားတဲ့ဖဲချက်နောက်ထပ်အသစ်တစ်ချက်ကိုထပ်ပြီးတော့လမ်းပြလိုက်ပါတယ်။အဲ့ဒီဖဲချက်ကဘာဖဲချက်လဲဆိုတော့ Canada is strengthening its northern troops near the Arctic Circle. So we need Greenland for national security. One way or the other, we're going to get it. Арктика – важнейший регион. ဘာလို့အာတိတ်ဒေသကတတိယကမ္ဘာစစ်စပွဲဝိုင်းပေါ်ကဖဲချက်နောက်ထပ်တစ်ချက်ဖြစ်လာတာလဲ။အင်အားကြီးနိုင်ငံတွေကရောဘာကြောင့်မလို့ဒီအာတိတ်ဒေသမှာနေမြေစိုးမိုးဖို့အတွက်လှုံ့ဆော်နေကြရလဲ။တကယ်လို့ဒီအာတိတ်ဒေသမှာသာစစ်ဖြစ်ခဲ့ရင်ရောဘာတွေဖြစ်လာနိုင်လဲဆိုတာကိုအခုဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာမို့လို့တကယ်ချင်းတွေနဲ့တွေ့တဲ့အခါမှာကြွယ်ကျင်နေဆိုရင်တော့ဆက်ကြည့်လိုက်ပါဦးခင်ဗျာ။အရင်ဆုံးအာတိတ်ဒေသကဘာလဲဆိုတာလေးကိုအရင်ဆုံးပြောပြမယ်။ကျွန်တော်တို့ပထဝီအနေထားရကြည့်လိုက်မယ်ဆိုရင်အာတိတ်ဒေသဆိုတာကကျွန်တော်တို့ကမ္ဘာလုံးကြီးရဲ့မြောက်ဝင်ရိုးစွန်းမှာတည်ရှိပြီးတော့အရန်ကိုအေးခဲနေတဲ့ရေခဲပြင်တွေနဲ့ဖုံးလွှမ်းထားတဲ့နေရာဒေသတစ်ခုပဲဖြစ်ပါတယ်။ဒီအာတိတ်စဝန်းထဲမှာရှိတဲ့ဒေသတွေကဆိုရင်နိုင်ငံ၈နိုင်ငံရဲ့အစိတ်အပိုင်းနည်းနည်းစီပါဝင်နေတယ်။အဲ့ဒီနိုင်ငံတွေကတော့ကနေဒါ၊ဒိန်းမတ်၊ဖင်လန်၊အိုက်စလန်၊နော်ဝေး၊ဆွီဒင်၊ရုရှား၊အမေရိကန်တို့ပဲဖြစ်ပါတယ် The Arctic is caught up in this larger geopolitical tension between NATO and Russia. ဟုတ်ပါတယ်ဒီအာတိတ်ဒေသမှာပါဝင်နေတဲ့နိုင်ငံတွေကိုတေချာကြည့်လိုက်မယ်ဆိုရင်တော့ NATO အဖွဲ့ဝင်နိုင်ငံ9နိုင်ငံနဲ့ NATO ရဲ့အကြီးဆုံးရန်ဘက်ဖြစ်တဲ့ရုရှားနိုင်ငံတို့ပါဝင်နေတာပါအာတိတ်ဒေသကကမ္ဘာကြီးပူနွေးလာတာနဲ့အမျှရေခဲတွေအရေးပျော်လာနိုင်ခြေရှိပြီးတော့အနာဂတ်မှာလူသားတွေအခုထပ်ပိုပြီးအခြေချနေထိုင်ဖို့ရေနံနဲ့သဘာဝတည်ရန်ဇာတာတွေတူးဖော်ဖို့နဲ့အပြင်နေမြေဆွေးမိုးရေးရေလမ်းကြောင်းနဲ့ကူးတန်းရောင်းဝယ်ရေးတွေအထိအရေးပါလာနိုင်တာပါဒီအာတိတ်ဒေသကပြောရမယ်ဆိုရင်အရင်တော့အရန်ကိုအေးခဲနေတဲ့နေရာဒေသတွေတစ်ခုဖြစ်ပြီးတော့နိုင်ငံပေါင်း20ကျော်ရဲ့သူတေသနလုပ်ငန်းတွေနဲ့လေ့လာစမ်းသပ်မှုတွေလုပ်ခဲ့တဲ့နေရာတစ်ခုပါဒီအာတိတ်ဒေသကိုဘယ်သူပိုင်လဲဆိုတော့ဘယ်သူမှတော့မပိုင်ပါဘူးဒီနေရာဟာနိုင်ငံတော်တော်များများနဲ့ထိစပ်နေပြီးတော့ဘယ်နိုင်ငံကတီးသန့်ပိုင်နေဆိုတာမျိုးမရှိဘဲနဲ့နိုင်ငံတကာရေပိုင်တဲ့ထဲမှာပါဝင်နေပါတယ်နိုင်ငံတကာရေပိုင်တဲ့ဥပဒေအရဆိုရင်ထိစပ်နေတဲ့နိုင်ငံတွေအနေနဲ့သူတို့ရဲ့နိုင်ငံကနေမိုင်200အတွင်းကရေပေါ်ရေအောက်မှာရှိတဲ့အရာမှန်သမျှကိုအဲ့ဒီနိုင်ငံကပိုင်ခွင့်ရှိတယ်ဒါပေမဲ့တချို့နိုင်ငံတွေကတော့ဒီထက်ပိုပြီးလိုချင်တက်မှတ်နေကြပုံပါပဲအာတိတ်ဒေသကစီးပွားရေးအရာရောစစ်ရေးအရာပါအရေးပါနေတာဆိုတော့သူတို့လိုချင်နေတာလည်းမဆန်းဘူးလို့ပဲပြောရမှာပေါ့အာတိတ်ဒေသကနှစ်ပေါင်းများစွာရေခဲပြင်ကြီးဖြစ်နေပြီးတော့လူအယောက်ပေါက်နေတဲ့ဒေသဖြစ်နေတာနဲ့အညီအဲ့ဒီရေခဲပြင်တွေရဲ့အောက်မှာရေနံနဲ့တဘာဝဓာတ်ငွေတွေကနိုင်ငံတော်တော်များများရဲ့မျက်စိကျကျင်စရာဖြစ်နေတာပါပဲနောက်လာမယ့်နှစ်အနည်းငယ်အတွင်းမှာရေအောက်မှာရှိတဲ့တယံဇာတတွေကိုကြိုက်တယ်လို့တူးဖော်နိုင်ဖို့အခွင့်အရေးကပိုများလာပါတယ်ဒါကနိုင်ငံတစ်နိုင်ငံကိုချမ်းသာစေနိုင်တဲ့အထီကိုအဖိုးတန်နေပါတယ်ဒီလိုကဘာကြီးပူနွေးလာပြီးရေခဲပြင်တွေအရေးပျော်လာတာနဲ့အမျှအာတိတ်ဒေသကလည်းကုံသွဲရေးအတွက်အဓိကအရေးပါတဲ့နေရာဒေသတစ်ခုအဖြစ်ကိုရောက်လာပါတယ်ဥရောပနိုင်ငံတွေကနေအာရှနိုင်ငံတွေအထူးသဖြင့်ဂျပန်နိုင်ငံကိုရီးယားနိုင်ငံတို့ကိုရေချောင်းနဲ့ကုံသွဲဖို့ဆိုတာကဒီတလမ်းပဲရှိရပါဒါကြောင့်ဒီရေခဲတွေကြားထဲကနေဖြတ်သွားနိုင်ဖို့အတွက်ရေခဲဖြိုတဲ့သင်္ဘောတွေနဲ့သွားခဲ့ရတယ်တချို့နေရာတွေဆိုရင်ကိုယ်ပတ်ပြီးသွားလာရတာမို့လို့ကုန်ကျစရိတ်ကလည်းပိုများမယ်အခုအရေးပြောလာတဲ့ရေခဲတွေကြောင့်အကုန်အဆင်ပြေချောမွေ့လာနိုင်ရှိပြီးတော့နိုင်ငံကြီးတွေအနေနဲ့စီးပွားရေးတိုးချဲ့ဖို့အတွက်အကောင်းဆုံးဒေတာအကောင်းဆုံးအခြေအနေတစ်ခုပါ